ပြီးခဲ့တဲ့ဘက်တုန်းကစာမျက်နှာ9နော်စာမျက်နှာ9မှာအာဟာရ၄ပါးအကြောင်းတော်တော်လေးပြောခဲ့ပြီးပါနော်အဲ့ဒါအာဟာရ၄ပါးရဲ့အကြောင်းတရားကိုလည်းမြတ်စွာဘုရားရှင်ကဟောကြားတော်မူတယ်အဲ့ဒါတော့ဒီစာပိုက်402ကိုပြန်ဖတ်ကြည့်ကြအောင်ယဟန်တို့ရပါရဲ့လားဆိုရင်နော်အဲ့တော့အာဟာရ၄ပါးကိုယ့်အနေကိုလည်းဖတ်ပြီးပါနော်ကပလိကာရအာဟာရနော်ဖတ်တာအာဟာရမနောသင်္စေတနာအာဟာရဝိညာဏအာဟာရဆိုပြီးတော့အာဟာရ၄မျိုးတပိကရဘတ်တော့လည်းဒီကပလိကာရအာဟာရဆိုတာပါတဖတ်တာအာဟာရဆိုတာပါနော်မနောသင်္စေတနာအာဟာရဝိညာဏအာဟာရအကုန်လုံးပြောပြီးအဲ့တော့မြတ်စွာဘုရားရှင်ကဒီအာဟာရရဲ့အကြောင်းတရားကဘာလဲအဲ့တော့ဒီပရိစ္ဆေသမုပ္ပါသဘောတရားရကြည့်ရင်ဖြစ်ပေါ်လာတဲ့အကျိုးတရားတိုင်းမှာဆိုင်ရာအကြောင်းတရားတွေရှိနော်အာဟာရရဲ့အကြောင်းတရားကဘာလဲဆိုရင်တဏှာဖြစ်တယ်နော်ကပလိကာရအာဟာရရဲ့အကြောင်းတရားကလည်းတဏှာပဲဖတ်တာအာဟာရရဲ့အကြောင်းတရားကလည်းတဏှာပဲမနောသင်္စေတနာအာဟာရရဲ့အကြောင်းတရားကလည်းတဏှာပဲဝိညာဏအာဟာရရဲ့အကြောင်းတရားကလည်းတဏှာပဲဘာဖြစ်လို့အာဟာရလို့ခေါ်တယ်လဲဆိုရင်တတ္တဝါတို့ကိုထောက်ပံ့တယ်နော်တတ္တဝါတို့ဆက်ပြီးတော့တည်တတ်နေအောင်မဖြစ်သေးတဲ့ရုပ်တွေလည်းဖြစ်ပေါ်လာအောင်မဖြစ်သေးတဲ့တရားတွေလည်းဖြစ်ပေါ်လာအောင်ထောက်ပံ့ကူညီပေးတတ်လို့မလို့အာဟာရလို့ခေါ်တာဟုတ်နော်ဒီအာဟာရတရားရဲ့အကြောင်းတရားကိုပြောတဲ့အခါကျတော့တဏှာအဲ့တော့တဏှာလို့ပြောပြီးဆိုများသောအားဖြင့်ပရိစ္ဆေသမုပ္ပါယကြည့်တော့ဝေဒနာပစ္စယတဏှာနော်ဝေဒနာကြောင့်မလို့တဏှာဖြစ်တယ်နော်အဲ့တော့တဏှာကြောင့်ဆိုရင်တဏှာပစ္စယဥပါဒါနံတဏှာကြောင့်ဘာဖြစ်မှာလဲဥပါဒံဖြစ်မယ်ကာမုပါဒံဒိဋ္ဌုပါဒံနော်သီလပရုပါဒံအတ္တဝါဒုပါဒံဆိုပြီးတော့ဥပါဒံတရားတွေဖြစ်မယ်ဒါမြတ်စွာဘုရားရှင်ကအာဟာရတုတ်ကိုဟောတော်မူတဲ့အခါကျတော့တဏှာကြောင့်ဥပါဒံလည်းဖြစ်တယ်လို့တဏှာကြောင့်လည်းအာဟာရ၄မျိုးဖြစ်တယ်နော်အဲ့တော့အစဉ်တိုင်းပြောမယ်ဆိုရင်တော့အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်သင်္ခါရကြောင့်ဝိညာဉ်ကြောင့်မလို့နာယုတ်ကြောင့်သလယတနာကြောင့်ဖတ်တာကြောင့်ဝေဒနာကြောင့်တဏှာကြောင့်ဥပါဒံကြောင့်မလို့ဘဝဖြစ်တာနော်ကာမဘဝရှိနေလို့မလို့ကာမဘဝကြောင့်မလို့ဒါဘဝမျိုးမှာပြိတ္တန်နေရလို့မလို့ဖြစ်ပေါ်လာတဲ့ဇာတိဒုက္ခနော်သရဒုက္ခမရဏဒုက္ခဒါတွေအဆက်သွားတာပေါ့
ဒီသုတ်တံရကြတော့အာဟာရသည်တဏှာကြောင့်ဥပါဒံဖြစ်တယ်လို့တဏှာကြောင့်လည်းအာဟာရဖြစ်တယ်အဲ့တော့ဒီအမတန်ဒါကြောင့်မလို့ပရိစ္ဆေသမုပ္ပါဒ်တရားတော့အမတန်နဲ့နဲတယ်လို့ပြောတာနော်မြတ်စွာဘုရားရှင်ကပရိစ္ဆေသမုပ္ပါဒ်တရားကိုဟောတော်မူတဲ့အခါမှာတခါတည်းအနုလောမအပြင်ဟောတယ်အနုလောမအပြင်ဟောတယ်ဆိုတာကအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်စသဖြင့်ဟောတာအနုလောမတခါတည်းကျတော့ပฏิလောမအပြင်ဟောတယ်နော်အဲ့တော့ဇာတိဇရာမရဏဘာကြောင့်ဖြစ်တာလဲဇာတိဇရာမရဏဖြစ်တာကဘဝကြောင့်ဖြစ်ပါတယ်ဘဝကဘာကြောင့်ဖြစ်တာလဲဥပါဒံကြောင့်ဆိုပြီးတော့အစအနေအဆုံးကနေအစပေါ့နောက်ပฏิလောမပရိစ္ဆေသမုပ္ပါဒ်မှာဆိုရင်လဲခုနကအဝိဇ္ဇာချုပ်တယ်ဆိုရင်အသင်္ခါရချုပ်တယ်သင်္ခါရချုပ်တယ်ဆိုရင်လဲဝိညာဉ်ချုပ်တယ်ဆိုပြီးတော့လဲဟောထားတာရှိတယ်အကြောင်းတရားတွေကိုစကန်ပြီးတော့ဟိုအဆုံးအကျိုးတွေသွားတယ်တခါတည်းမှာကြောက်လေအဆုံးကအကျိုးတရားကိုစပြီးတော့မြတ်စွာဘုရားရှင်ကဟိုအစအကြောင်းကိုပြန်သွားတယ်တခါတည်းမှာဆိုရင်အလယ်ကနေပြီးတော့အကြောင်းတရားကိုယူတယ်ရှေ့ပြန်သွားတာရှိတယ်နောက်ပြန်သွားတာရှိတယ်ပေါ့နော်အဲ့တော့ဒီမှာတဏှာကြောင့်အာဟာရဖြစ်တယ်ဆိုတာကပုရိမတဏှာကိုဆိုလိုတာနော်ပုရိမတဏှာပုရိမဆိုတာကရှေးဖြစ်တယ်ရှေးဖြစ်တဲ့တဏှာဆိုတာကရှေးဘဝတော့လောက်ခဲ့တဲ့ဖြစ်ခဲ့တဲ့တဏှာပေါ့ရှေးဘဝတော့လောက်ခဲ့တဲ့ဖြစ်ခဲ့တဲ့တဏှာကြောင့်မလို့ကပလိကတော့အာဟာရဖြစ်တယ်ဖတ်တာအာဟာရဖြစ်တယ်မနောသင်္စေတနာအာဟာရဖြစ်တယ်ဝိညာဏအာဟာရဖြစ်တယ်ဆိုတော့ဝိညာဏအာဟာရဆိုတာကစိတ်ဝိညာဉ်ကိုပြောတာစိတ်ကိုပြောတာနော်ဖတ်တာအာဟာရကဖတ်တာအကုန်လုံးသိပြီးသားအဲ့တော့ဒီနေရာလေးမှာတစ်ဆင့်ပေါ့တော့ကြံနေတာဘာလဲဆိုရင်တဏှာကြောင့်ဖြစ်တယ်လို့ပြောတဲ့နေရာမှာဝိရဲ့အစကိုပြောလိုက်ပြီဆိုရင်ဝိရဲ့အရင်မူလသည်နှစ်မျိုးပဲရှိတယ်အဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာနဲ့တဏှာကဝိရဲ့အရင်မူလအစစ်မြက်ပဲအဝိဇ္ဇာကကြတော့မသိမှုတဏှာကကြတော့သာယာတွေ့တာမှုအဝိဇ္ဇာမသိမှုကြောင့်မလို့အဝိဇ္ဇာကနေပြီးတော့အမှန်ကိုမမြင်အောင်ဖုံးသည့်အတွက်ကြောင့်မလို့တဏှာကသွားပြီးသာယာတာနော်အဝိဇ္ဇာကဘယ်လိုဖုံးတယ်လဲဆိုရင်အမှန်ကိုအမှားထင်အောင်ဖုံးတယ်အမှားကိုလည်းအမှန်ထင်အောင်ဖုံးတယ်နော်မှားမှားယွန်းယွန်းနဲ့သိအောင်လည်းလုပ်တယ်နောက်အမှန်တိုင်းမသိအောင်လည်းလုပ်တယ်နော်မှားမှားယွန်းယွန်းနဲ့သိအောင်လုပ်တယ်မှားမှားယွန်းယွန်းနဲ့သိအောင်လုပ်တယ်ဆိုတာကဒုက္ခသစ္စာဒုက္ခကိုဒုက္ခလို့ထင်အောင်လုပ်တယ်နော်ဒုက္ခကိုဒုက္ခအလွဲထင်အောင်လုပ်တာပေါ့နော်အဲ့တော့ဒုက္ခကိုဒုက္ခမှမသိတာကအပฏิပတ်တိပေါ့ဒုက္ခကိုဒုက္ခလို့ထင်တာကမိစ္ဆာပฏิပတ်တိအနိစ္စကိုနိစ္စလို့ထင်တာကမိစ္ဆာပฏิပတ်တိအလွဲသိတာနော်အဲ့တော့အလွဲလည်းသိနေတယ်အမှန်တိုင်းလည်းသိအောင်မလုပ်ဘူးအနိစ္စကိုလည်းအနိစ္စမှမသိအောင်လုပ်ပေးတယ်ပေါ့သမုဒိယသစ္စာကိုအမှန်တိုင်းမသိအောင်သမုဒိယသစ္စာကိုခုနကတော့အလွဲသိအောင်လုပ်တယ်အမှန်တိုင်းလည်းသမုဒိယသစ္စာကိုလည်းအမှန်တိုင်းမသိအောင်လည်းဖုံးကွယ်ပေးတယ်ပေါ့ဒုက္ခသစ္စာကိုဒုက္ခမှမသိအောင်အလွဲသိအောင်ဘယ်လိုလုပ်တယ်လဲဆိုရင်ဒုက္ခကိုဒုက္ခလို့ထင်စေတာနော်ဒုက္ခကိုဒုက္ခသစ္စာဟာတကယ်ဆင်းရဲတရားလို့မသိဘူးပေါ့သမုဒိယသစ္စာကိုလည်းဒုက္ခရဲ့အကြောင်းမှန်ဖြစ်တယ်လို့မသိဘူးမသိသည့်အတွက်ကြောင့်မလို့သမုဒိယဖြစ်တဲ့တဏှာကိုကိုယ်တိုင်ကကိုယ်ပဲဒီတဏှာတွေဖြစ်စေခြင်းတယ်နော်တာယာမှုတွေတွေ့တာမှုတွေဖြစ်စေခြင်းနဲ့ရတာဆိုတော့ခါကျတော့မှားမှားယွန်းယွန်းသိခြင်းနဲ့အမှန်တိုင်းမသိခြင်းနှစ်မျိုးရှိတယ်ပေါ့နော်အဲကြောင့်ဒီအဝိဇ္ဇာကနေဖုံးလွှမ်းပေးတယ်အဝိဇ္ဇာကဖုံးပေးတဲ့အတွက်ကြောင့်မလို့တဏှာကနေပြီးတော့တာရတယ်အမှန်တိုင်းမသိတဲ့ခါကျတော့အမှန်ကိုအမှားထင်နေတော့အမှားကိုအမှန်ထင်နေတဲ့ခါကျတော့တာယာစရာမဟုတ်တော့ဘူးတာယာစရာအနေနဲ့ထင်ပြီးတော့တွေ့တာတဲ့တဏှာဖြစ်ပေါ်လာတယ်အဲ့လိုအဝိဇ္ဇာတဏှာကဖုံးပေးတဲ့အတွက်ကြောင့်မလို့သန္တရာဝိတုခာကြီးတွေမှာနော်ကျင်လည်နေရပေမဲ့လို့ဝိတုခလို့မမြင်ဘူးအဲဒီနေရာလေးမှာဥပမာတစ်ခုဒီလေဒီဆရာတော်ကြီးပေးထားတဲ့ဥပမာလေးတစ်ခုတော်တော်ကောင်းပါလေနော်ဒါမှလည်းဆိုရင်မိမိတို့ရဲ့ဉာဏ်တွင်းတန်တဲ့မှာတက္ကရာဒိဋ္ဌိရှိနေသေးသေး၍နော်လူဆိုးကလည်းလူကောင်းကလည်းလူဆိုးသွားဖြစ်နိုင်တယ်လူဘဝမှာနေပေမဲ့လည်းအချိန်မီသေဆုံးသွားတဲ့ဘဝတွေမှာငရဲဘဝကိုလည်းရောက်သွားနိုင်တယ်တိရစ္ဆာန်ဘဝလည်းရောက်သွားနိုင်တယ်ပြိတ္တာဘဝလည်းရောက်သွားနိုင်တယ်ဂတိတွေမမြဲဘူးပေါ့သိပြီးတဲ့အချိန်မှာလည်းကိုရောက်ချင်တဲ့ဘဝကိုရောက်ရတာမဟုတ်ဘူးဗျဟံပဒကြတယ်နော်ဝိနိပါဒဂတိဆိုဝိနိပါဒဘေးဆိုရှိတယ်အဲ့တော့တက္ကရာဒိဋ္ဌိမီရှိနေသည့်အတွက်ကြောင့်မလို့တဲ့သူကဥပမာလေးဘယ်လိုပေးလဲဆိုရင်အကျဉ်းချခံရတဲ့ပုဂ္ဂိုလ်နဲ့အကျဉ်းချဖို့အတွက်စောင့်နေတဲ့ပုဂ္ဂိုလ်နော်အဲ့တော့ရာဇဝတ်မှုတစ်ခုကိုကျူးလွန်တယ်
ပထမတစ်ယောက်ကတော့မိသွားတာတခါတည်းသူကချက်ချင်းပဲသူ့ကိုအကျဉ်းထောင်နဲ့ပို့လိုက်တယ်အကျဉ်းကျနေပေါ့နောက်တစ်ယောက်ကကျတော့လည်းသူရာဇဝမှုကျူးလွန်နေဒါပေမဲ့လို့သူ့ကိုတော့စစ်ဆေးနေစေနော်ဘုရားတော်အကျဉ်းဘယ်နေ့ကိုထောင်ချမယ်ဘယ်နေ့ကိုတော့ဖြင့်အကျဉ်းစခန်းကိုပို့မယ်လို့သူကမသိရသေးဘူးအဲ့တော့သွားတာအဲ့တော့ဒီထောင်ထဲရောက်နေတဲ့လူကမှ2နှစ်ထောင်ချတယ်ဆိုရင်တနေ့တည်းတနေ့ထောင်ကနေလွတ်ဖို့ရက်တွေနေလာတယ်နော်အပြင်ကနေပြီးတော့ထောင်ချဖို့ရက်ကိုစောင့်နေတဲ့လူတွေကဘာဖြစ်တာလဲတနေ့တည်းတနေ့ထောင်ချဖို့နေမလာဘူးလားနေလာတယ်ထောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်ကတော့ဖြင့်ထောင်ထဲမှာခုနကတော့2နှစ်ဆို2နှစ်3နှစ်ဆို3နှစ်ရက်တွေနေရင်နဲ့ထောင်ရကနေလွတ်ဖို့ရက်တွေနေလာတယ်အပြင်ကနေပြီးတော့ထောင်ချဖို့တစောင့်နေတဲ့ပုဂ္ဂိုလ်ကတရက်တည်းထောင်ချဖို့နေလာတယ်အလားတူပဲတဲ့အပယ်လေးပုံမှာကြာရောက်နေတဲ့ပုဂ္ဂိုလ်တွေကအကုသိုလ်ကံရဲ့အကျိုးအားလျော်ဆိုအပယ်လေးပုံမှာရောက်နေကြရောက်နေတော့ကြတော့အပယ်လေးပုံမှာသူတို့ရဲ့အကုသိုလ်ကံရဲ့အကျိုးအတွက်အချိန်ဘလောက်အတိုင်းတာအထိသူတို့ငရဲဘဝမှာနေရမယ်တိရစ္ဆာန်ဘဝနေရမယ်ပြိတ္တာဘဝနေရမယ်အကျိုးပေးတဲ့ကာလရှိတယ်ပေါ့အဲ့အကျိုးပေးတဲ့ကာလဒီဘဝမှာနေရင်တဖြည်းဖြည်းနဲ့အဲ့ဘဝကလွတ်လာဖို့အတွက်သူကနေလာတယ်နော်လူဖြစ်နေတဲ့နတ်တွေဖြစ်နေတဲ့မြမာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကတဖြည်းဖြည်းနဲ့အပယ်လေးပုံရောက်ဖို့အတွက်နေလာတယ်သူအပြင်မှာတော့ထောင်တော့မကြသေးဘူးဒါပေမဲ့လို့ထောင်နဲ့ရောက်ဖို့အတွက်အချိန်နဲ့နီးမလာဘူးလားနီးလာတယ်ဘာဖြစ်လို့နီးလာတာလဲလို့မေးရင်တက္ကရာဒိဋ္ဌိမရှိတဲ့အတွက်ကြောင့်တက္ကရာဒိဋ္ဌိရှိနေသေးတဲ့၍ဘယ်တော့မှအဲ့ပုဂ္ဂိုလ်ရဲ့ဂတိကမမြဲဘူးအပယ်လေးပုံကကိုယ့်ရဲ့နေအိမ်ဖြစ်နေအောင်ပါပဲတက္ကရာဒိဋ္ဌိပြီးရှိနေသေးတဲ့မိမိတို့ရဲ့နောက်ဘဝဂတိကဘယ်တော့မှစိတ်မချအောင်ဒါကိုဆိုလိုတာပေါ့ဒါကြောင့်မလို့လူဘဝမှာရောက်နေပေမဲ့လည်းလူဘဝမှာနေပြီးတော့လူဘဝကသေဆုံးလို့မလို့ဒီလူဘဝကိုပြန်လာမယ်လို့ဘယ်သူမှအာမခံလို့မရဘူးဗြဟ္မာမင်းဖြစ်နေပေမဲ့လည်းဒီဗြဟ္မာကြီးဘဝကိုအမြဲတမ်းဖြစ်နေမယ်လို့အာမခံလို့မရဘူးဗြဟ္မာပြည်ကနေပြီးတော့တခါတည်းသေပြီးတော့ဝက်ဘဝတည်းရတော့မဟုတ်ဘူးပေါ့နော်ဂျာကန်သူဂရိဘုံတစ်ခုမှာရောက်ပြီးတော့ဝက်ဘဝရောက်သွားတဲ့ဇလန်းတွေလည်းရှိတာပဲတရားမင်းဖြစ်လို့မလို့မန္တမင်းကြီးတွေဖြစ်လို့မလို့အပေဘုံကလွတ်သလားမလွတ်ဘူးအဲ့ဘဝတော့နေတော့နေပြီးတဲ့အခါသေသွားတဲ့အခါကျရင်အဲ့ပုဂ္ဂိုလ်တွေလည်းသူ့ရဲ့တက္ကရာဒိဋ္ဌိမရှိတဲ့အတွက်ကြောင့်မလို့အကုသိုလ်ကံတွေကတော့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့ဘေးကလည်းတော့မလွတ်ဘူးနော်ကိုယ့်ရဲ့ရင်တွင်းတန်တဲ့မှာဘာရှိနေတာလဲတက္ကရာဒိဋ္ဌိရှိတက္ကရာဒိဋ္ဌိရှိနေတဲ့အတွက်ကြောင့်မလို့တက္ကရာဒိဋ္ဌိရင်ထဲမှာရှိနေသေးတဲ့၍ဘလောက်ပဲကောင်းနေတဲ့ပုဂ္ဂိုလ်ဖြစ်တစ်ချိန်ချိန်မှာဆိုးသွားနိုင်သေးတယ်နော်ဘလောက်ပဲကောင်းရသုခရီမှာရှိနေပေမဲ့လို့အပယ်လေးပုံမှာအချိန်မေးရောက်သွားနိုင်တယ်ဒါကြောင့်မလို့လေဒီဆရာတော်ကြီးပြောတဲ့ဥပမာလေးသိကောင်းအဲ့တော့ထောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်ကထောင်ထဲရောက်နေတဲ့အတွက်ကြောင့်မလို့သူတဖြည်းဖြည်းနဲ့ကြာရဲကစေ့ပြီးတော့လွတ်ဖို့နီးလာတယ်အပြင်မှာထောင်ကြဖို့အတွက်စောင့်နေတဲ့လူကတဖြည်းဖြည်းနဲ့ထောင်ထဲရောက်ဖို့နီးလာတယ်ဆိုတော့နှစ်ဦးလုံးကထောင်ကနေလွတ်သလားလို့မေးရင်မလွတ်ဘူးဆိုလိုတာကတော့အပြင်မှာနေလို့လဲသူရိဘုံဘဝရောက်နေလို့လဲအပေဘေးကစိတ်ချလို့မရဘူးပေါ့ဘာကြောင့်လဲလို့မေးရင်တက္ကရာဒိဋ္ဌိမပေရသေးတဲ့အတွက်ကြောင့်အဲ့တော့အပေဘုံမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်းအပေဘုံကနေလွတ်ပြီးတော့အပေဘုံနဲ့ပြန်ဖြစ်သွားနိုင်တယ်ကုသိုလ်ကအားလေဆိုတော့တခြားသောသူရိဘုံဘဝလည်းရောက်ကောင်းရောက်သွားနိုင်တယ်ပေါ့ဆိုတော့ခါကြတော့31ဘုံမှာကဗယံမရာမိမိတို့ကုသိုလ်ကံတွေလှုပ်လိုက်တဲ့ကုသိုလ်ကံတွေအကျိုးပေးအာနိသင်ကုန်သွားပြန်ရောကုန်သွားတဲ့ခါကျတော့ထပ်ပြီးတော့ဒါနမှုသီလမှုဘာဝနာမှုထပ်လုပ်ဒီကြားထဲမှာအကုသိုလ်တွေလုံးပြီးတဲ့ခါကျတော့ဘယ်ကိုရောက်သွားပြန်လဲအပေဘုံရောက်သွားပြန်ရောရောက်နေတဲ့ဘုံဘဝဘလောက်ပဲတတန်းရှိတဲ့ဗြဟ္မာကြီးဘဝရောက်မြဲသလားလို့မေးရင်မမြဲဘူးပြန်ဖြစ်လိုက်ပြန်သေးလိုက်ပြန်ဖြစ်လိုက်ပြန်သေးလိုက်ဒီလိုဖြစ်နေတဲ့ဒုက္ခကြီးကိုအဝိဇ္ဇာကမမြင်အောင်ဖုံးထားတယ်မမြင်အောင်ဖုံးထားတဲ့အတွက်ကြောင့်မလို့တဏှာကตายာပြီးတော့လူဖြစ်ခြင်းနဲ့နတ်ဖြစ်ခြင်းနဲ့ဗြဟ္မာဖြစ်ခြင်းနဲ့ဆိုပြီးတော့လူဖြစ်ခြင်းနတ်ဖြစ်ခြင်းဗြဟ္မာဖြစ်ခြင်းလို့မလို့အဲ့ပုဂ္ဂိုလ်ကလူဖြစ်ဖို့နတ်ဖြစ်ဖို့ဗြဟ္မာဖြစ်ဖို့ဒါနမှုသီလမှုဘာဝနာမှုတွေကိုလုပ်တယ်ဆောင်ရွက်တယ်ပေါ့ဆောင်ရွက်တဲ့ခါကျတော့ဆံရဘုံဘဝတွေမှာထပ်ပြီးတော့ဇာတိဒုက္ခဇရာဒုက္ခမရဏဒုက္ခကိုခံစားရတယ်ဒီကြားထဲမှာကိုကနေပြီးတော့မကောင်းတဲ့အပေါင်းအသင်းနဲ့ပေါင်းမိလို့မသိတော့တဲ့နေရာရောက်မိလို့အကုသိုလ်ကိုလုံးမိရင်လည်းဘယ်ကိုရောက်သွားလဲအပေဘုံရောက်သွားမြန်ရောဒါကြောင့်မလို့ဘဝတွေမှာထပ်ပြီးတော့တွေ့တာနှစ်သက်တဲ့တဏှာရှိနေလို့မလို့ကံနေဆိုတာကဖြစ်နေကြတာဟုတ်အဲ့တော့တွေ့တာတစ်နှစ်သက်တဲ့တဏှာကြောင့်မလို့ကိုကနေပြီးတော့ကံတွေကိုလုံနေကြတာဒါကြောင့်သူကဒီဝိသုဒ္ဓိမထကရမှာ
ပြထားတာရှိတယ်နော်အဝိဇ္ဇာနဲ့တဏှာနှစ်ခုလုံးမှာတရားခံမယ်ဘဝတန်တရာမှာကျင်လည်ဖို့အတွက်နော်အဲ့တော့ဒီအဝိဇ္ဇာအားကြီးတဲ့ပုဂ္ဂိုလ်ကြတော့ပို့ပြီးတော့အဲ့ပုဂ္ဂိုလ်ကဘာတွေလုပ်ဖြစ်လဲလို့မေးရင်ဒုက္ခရိဘုံဘဝကိုရောက်တဲ့ယောက်ျောင်းဖြစ်တဲ့အကုသိုလ်ကံတွေကိုပို့ပြီးတော့လုပ်ဖြစ်တယ်တဲ့နော်အဲ့တော့အဝိဇ္ဇာအားကြီးတဲ့ခါကျတော့မကောင်းတာကိုလည်းတော့ကောင်းတယ်လို့ထင်တော့တာသူမြတ်တဲ့တတ်တာကိုလည်းသူကအဝိဇ္ဇာဖုံးလွှမ်းတဲ့အခါမှာအကုသိုလ်မှမသိတော့ရဲဆက်ဆက်ရဲဝံ့ဝံ့ကျူးလွန်တယ်ကျူးလွန်တဲ့အတွက်ကြောင့်မလို့ဒီပုဂ္ဂိုလ်ကဘာနဲ့တူလဲလို့မေးရင်ဥပမာပေးထားတာကနွားတကောင်နော်နမတကောင်မွေးထားပြီးနွားသက်ယုံခေါ်သွားတယ်ခေါ်သွားတဲ့ခါကျတော့နွားသက်ယုံမခေါ်ခင်မနဲ့တခါတည်းထုနဲ့ရိုက်နဲ့နေဆိုနမဖြစ်တဲ့နမကပင်မန်းတာပေါ့ပင်မန်းတဲ့ခါကျတော့ရေစားတဲ့ခါကျတော့ရေပူကိုတောက်တာနဲ့တူတယ်တဲ့နော်အဝိဇ္ဇာအားကြီးလို့မလို့မကောင်းမှုဒုစရိုက်တွေလှုပ်ပြီးတော့အပေပုံရောက်တာကဘာနဲ့တူလဲလို့မေးရင်ရေစားလို့မလို့တောက်တော့တောက်လိုက်တယ်ရေငတ်ပြေလားမပြေဘူးရေပူတောက်မှုရတာဘာဖြစ်တယ်တဏှာအားကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့သူကဘဝကောင်းလေးတွေမဖြစ်ချင်တော့ကုသိုလ်ကောင်းမှုပို့လို့ဖြစ်တယ်တဲ့နော်လုပ်ဖြစ်တဲ့ခါကျတော့အဲ့ဒီခုနကတော့ကတဏှာကြောင့်မလို့ကုသိုလ်ကောင်းမှုလုပ်ဖြစ်တဲ့ဆိုပေမဲ့လေသူကလည်းသတ်တတ်ရုံကိုအပုတ်ခံမဲ့နမလို့ပဲထူထောင်းခံရတဲ့ခါကျတော့ရေစားတာပေါ့ရေစားတဲ့ခါကျတော့သူဘာလို့သွားတော့လဲဆိုရင်ရေအေးကိုတောက်မိတာနဲ့တူတယ်တဲ့နော်ပထမကဘာလို့တောက်မိတာလဲရေဘူးဒုတိယဟာကျတော့ရေအေးအဲ့တော့နှစ်ခုလုံးကတော့ဘယ်ကိုရောက်တာလဲသတ်တတ်ရုံရောက်တာပဲနော်ဝိတ္တကကတော့မလွတ်မြောက်ဘူးအဲ့တော့ဒီအဝိဇ္ဇာကြောင့်မလို့တဏှာကြောင့်မလို့တဏှာနဲ့ตายာသည့်အတွက်ကြောင့်မလို့တဏှာနဲ့ပဲဒီလူဘဝမှာပြန်ဖြစ်ခြင်းနဲ့ဟိုဇနဝတ္တပနတဝိထုကြည့်ပေါ့ဗိမိသရမင်းကြီးအမတမကုသိုလ်ကောင်းမှုအားကြီးတဲ့သောတာပန်ဘုရားရဲ့ကြောင်းထားရဲ့ကာစရုမာတဲ့နမင်းကြီးရဲ့အလုတ်ကျွေးဘဝနဲ့ဘဝပေါင်းများစွာနေခဲ့တဲ့အခါကျတော့အဲ့ဒီဘဝကိုตายာတာနော်သူ့ရဲ့ကုသိုလ်ကံကတော့ပြန်ဟိုခုနကတော့ပရဏိမိတဝတ္တဝတိနတ်ဘုံတိပို့ပေးနိုင်တယ်ဒါပေမဲ့လို့ตายာတာကအဲ့ဒီဘဝကိုตายာတော့တဏှာကအဲ့ဒီကိုလမ်းညွှန်လိုက်တဲ့အခါကျတော့သေဆုံးသွားတဲ့အချိန်မှာဇနဝတ္တပနတ်သားဆိုသွားဖြစ်တာဘသူရဲ့အလုတ်ကျွေးလဲလို့မေးရင်စတုမာတဲ့နမင်းကြီးတွေအလုတ်ကျွေးသွားဖြစ်တာနော်ဒါကြောင့်တဏှာကတော့အမတန်အရေးပါတယ်ဘဝတည်းတွေဖြစ်တဲ့နေရာမှာမြတ်စွာဘုရားရှင်ကဟိုခုနကတော့ကဒီနန္ဒီရာဂသဟကတ္တာနော်တတ္တရာဘိနံပိတတ္တရာဘိနန္တိနိနော်ဘောနောဘဝိကနာမည်မျိုးနဲ့ဟောထားတာရှိတယ်နော်ဘောနောဘဝိကဆိုတာကတဖန်ဘဝတည်းကိုဖြစ်စေတာတဖန်ဘဝတည်းကိုဖြစ်စေတယ်ဆိုတာကတဖန်ဘဝတွေမှာဝိညာဉ်တွေကိုရတယ်လို့ဆိုလိုတာဒါသင်္ခါရပစ္စယဝိညာဉ်နဲ့ပရိစ္ဆေသမုပ္ပါကိုကြည့်ရင်သင်္ခါရဆိုတာကကုသိုလ်ကံအကုသိုလ်ကံပဲကုသိုလ်ကံအကုသိုလ်ကံကြောင့်ဆိုင်ရာဘဝတွေမှာပရိသန္တိဝိညာဉ်ဖြစ်တာပရိသန္တိဝိညာဉ်လို့ခေါ်တဲ့အကျိုးဝိပ္ပဝိညာဉ်တွေပေါ့နော်ပရိသန္တိဝိညာဉ်နဲ့မကပါဘူးပုဝိတိခါမှာဆိုလဲသက္ကုဝိညာဉ်သောတာဝိညာဉ်စသည်တို့ကလည်းဝိပ္ပဝိညာဉ်တွေပဲဒီဝိပ္ပဝိညာဉ်တွေရလာခြင်းသည်ပရိစ္ဆေသမုပ္ပါယသင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်လို့ပြောတာအဲ့တော့ဒေဂာနိကာလလေးမှာကိုကနေပြီးတော့ကံကမ္မနမိတ်ဂတိနမိတ်၃မျိုးတစ်မျိုးကိုစွဲပြီးတော့ဒီနမိတ်၃မျိုးကိုတစ်မျိုးမျိုးကိုကိုကဒေဂာနိကာလမှာစွဲပြီးတော့ကိုဒီဘဝကထင်လာခဲ့တဲ့ကံကမ္မနမိတ်ဂတိနမိတ်၃မျိုးတည်းကတစ်မျိုးမျိုးကိုဟိုဘက်ဘဝပရိသန္တိစိတ်ကအာယုံဖြစ်နေယူတာနော်ဒါပရိသန္တိစိတ်ရဲ့လို့ဖြစ်လာပြီဆိုရင်ပရိသန္တိစိတ်ရဲ့အာယုံကဘာလဲလို့မေးရင်ဒီဘက်ဘဝမသိခင်မှာထင်ခဲ့တဲ့ကံတော်၎င်းကမ္မနိမိတ်တော်၎င်းဂတိနိမိတ်တော်၎င်းတခုခုကိုမိမိရဲ့ဘဝတည်းမှာဖြစ်တဲ့ပရိသန္တိစိတ်ကအာယုံအနေနဲ့ယူတာနော်ဘဝတည်းမှာဖြစ်တဲ့ပရိသန္တိစိတ်ရဲ့အာယုံကဒီဘက်ဘဝမသိခင်လေးမှာကံကိုယ်တော်၎င်းကမ္မနိမိတ်ကိုယ်တော်၎င်းဂတိနိမိတ်ကိုယ်တော်၎င်းကိုတခုခုနဲ့စွဲယူခဲ့ပြီးသေကောင်းသေခဲ့လိမ့်မယ်သေခဲ့တဲ့သုံးခုတည်းတခုခုကိုဟိုဘက်ဘဝပရိသန္တိစိတ်ကအာယုံဖြစ်နေယူလိုက်တာပေါ့နော်ယူလိုက်တဲ့အတွက်ကြောင့်မလို့မြတ်စွာဘုရားရှင်ကသင်္ခါရပစ္စယဝိညာဏသင်္ခါရလို့ခေါ်တဲ့ဒီဘက်ဘဝမှာကုသိုလ်ကံပဲလုပ်ခဲ့တာပဲဖြစ်ဖြစ်အကုသိုလ်ကံလုပ်ခဲ့တာပဲဖြစ်ဖြစ်ကုသိုလ်ကံအစာဥပဲဖြစ်ဖြစ်အကုသိုလ်ကံအစာဥပဲဖြစ်ဖြစ်ဒါတွေကိုတခုခုအာယုံပြုတ်ပြီးတော့ဘဝတည်းမှာပရိသန္တိဖြစ်တာဟုတ်သောဏမထေရရဲ့ခုနကတော့အဖေကိုကြည့်ပေါ့နော်မိုးဆိုးဘဝနဲ့နှစ်ပေါင်းများစွာနေခဲ့တဲ့ခါကျတော့ဒေဂာတိမှာငရဲခွေးတွေမြင်တယ်နော်ငရဲမင်းလျံနေမြင်တော့သားဖြစ်သူကိုပြောတယ်ငါသားငါကဲပါအောင်အဖေဘာဖြစ်လို့လဲဆိုတော့ငရဲမင်းလျံနေမြင်တော့ဒါနဲ့သားဖြစ်သူကယဟန္တာမထေရကြီးဆိုတော့တခါတည်းအဖေဖြစ်သူကိုတောင်းပေါ်ခေါ်ဇေဒီပခေါ်ပြီးတော့ဖះကိုအာယုံပြုတ်ခိုင်းတယ်နော်ဖ
ဖေရမှာပန်းနေလှူပေးတဲ့ခါကျတော့အဖေပန်းနမိတ်ကိုအာယုံယူမြတ်စွာဘုရားရှင်ကိုအဖေကိုစားလှူဒန်းပေးတယ်ပန်းကိုလှူဒန်းပေးတယ်အဲ့တော့ပန်းကိုလှူဒန်းလိုက်ဆိုတဲ့စကားကြားတော့သားဖြစ်သူကလည်းယဟန္တာမထေရကြီးကိုသားယဟန္တာလည်းရှိတယ်အကုသိုလ်ကံနဲ့လုပ်ခဲ့တယ်ဆိုပေမဲ့လည်းမိမိရဲ့ဘဝအခြေအနေရကုသိုလ်ကံဘက်ကိုချက်ချင်းပြောင်းယူလို့ရတယ်နော်ကျန်တဲ့ပုဂ္ဂိုလ်တွေဆိုတော့လည်းပြောင်းဖို့သိလွယ်ချင်မှလွယ်မှာပေါ့နော်သူကတော့ဖြင့်အရင်တုန်းကမုတ်ဆိုးကြီးဖြစ်ခဲ့တဲ့ဆိုပေမဲ့လည်းသူကသားဖြစ်သူယဟန်နဲ့နှစ်ပေါင်းများစွာအတူနေခဲ့တဲ့ခါကျတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အထုံလေးကတော့ရှိတဲ့ခါကျတော့ဖះကိုအာယုံပြုမြတ်စွာဘုရားရှင်ဖေကနေပြီးတော့ပန်းလှူနေတယ်လို့အာယုံပြုလိုက်ဆိုတော့ချက်ချင်းအာယုံပြုလို့ရတယ်။အော်ငါမြတ်စွာဘုရားကိုပန်းလှူနေပြီမြတ်စွာဘုရားကိုသူ့စိတ်ထဲမှာအရင်တော့ဖះကိုပန်းလှူခြင်းနဲ့စိတ်ရှိခဲ့တယ်နော်။ရှိခဲ့ဘူးတယ်ခုကျတော့လည်းဒီရှိခဲ့ဘူးတဲ့စိတ်ကလေးပြန်ဖြစ်ဖို့ကမခဲရင်ဘူးပေါ့။တချို့ကျတော့လည်းဒါနသီလဘာဝနာကုသိုလ်တွေလုပ်ခြင်းနဲ့စိတ်မရှိခဲ့ဘဲနဲ့ဒီကနေ့ကြာမှာဒါနကိုလုပ်ပြီးတော့အာယုံပြုခိုင်းသီလဆောက်တည်ပြီးအာယုံပြုခိုင်းမှုအပဒံခက်တယ်နော်ဒါကြောင့်မလို့ရှေးကလေးကတော့အလေးကျင့်လေးတော့လိုတယ်နော်မြတ်စွာဘုရားကိုတွေ့တယ်ဆိုပန်းလေးလှူခြင်းတဲ့စိတ်ကလေးဖြစ်ဖို့လိုတယ်နော်တချို့ကကြတော့ပန်းလည်းမလှူခြင်းဘူးဘာမှမလှူခြင်းဘူးပေါ့မြတ်စွာဘုရားနော်အဘုရားရဲ့ဆင်းတုတော်ကိုကြည့်ပြီးတော့မြတ်စွာဘုရားရှင်အစ်စ်ကိုအာယုံပြုပြီးအော်မြတ်စွာဘုရားရှင်ကိုပန်းလှူလိုက်ရတာသိမွန်မြတ်လိုက်တာကောင်းလိုက်တာမြတ်စွာဘုရားရှင်ကိုရီမှန်းပြီးတော့ရေချမ်းလှူလိုက်လှူထမ်းရတာသိကောင်းလိုက်တာလှူခြင်းလိုက်တာမြတ်စွာဘုရားရှင်ကိုရီမှန်းပြီးတော့အော်သက်တော်ထင်ရှားဘုရားကိုဆွမ်းလှူတန်းရလိုက်တာခုတော့ငါဆုံးကတ်နေပြီဆိုတော့ဒီလိုစိတ်အထုံလေးရရင်ကိုပဲတော်တော်အကျိုးကြီးတယ်နော်အဲ့တော့သောဏမထေရရဲ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကသားဖြစ်သူရန်နဲ့နှစ်ပေါင်းများစွာနေခဲ့တော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အရှိန်ကတော့အထုံလေးကတော့ရခဲ့တယ်ပေါ့နော်ရခဲ့လို့မလို့ပဲချက်ချင်းပဲသူ့စိတ်ကိုချက်ချင်းပြောင်းနိုင်တယ်။အော်ငါမြတ်စွာဘုရားရှင်ကိုသူရင်တော့လည်းဖះပန်းနေလှူခဲ့တယ်လှူခြင်းတဲ့စိတ်လည်းတရားတရားလည်းရှိခဲ့တယ်ရှိခဲ့လို့မလို့သူ့သားကသူ့အတွက်လှူလိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာသူလှူနေတယ်ဆိုတဲ့တတ္တတရားကချက်ချင်းသွားဖြစ်လိုက်တဲ့တတ္တတရားစေတနာတရားကကုသိုလ်ဇောပဲအဲ့ကုသိုလ်ဇောလေးကသင်္ကာနိကာလဆဲဆဲလေးမှာလောက်တာအာသနကံခေါ်တာပေါ့အဲ့တော့အာစိဏကံနဲ့အာသနကံဘယ်သူကအာကြီးတယ်လဲလို့မေးရင်အာစိဏကံကပိုအာကြီးတယ်အာစိဏကံဆိုတာကအမြဲတမ်းလုပ်နေတဲ့ဒါနသီလဘာဝနာမှုတွေကိုအာစိဏကံလို့ခေါ်တာသို့တော်လည်းအကျိုးပေးတဲ့အခြေအနေကိုကြည့်တဲ့အခါကျတော့အာသနကံနဲ့အာစိဏကံဆိုရင်အာစိဏကံကြတော့ဘာသွားဖြစ်လဲဆိုရင်ဟိုခုနကတော့ဥပမာပေးထားတာတို့နွားတွေရှိတယ်ပေါ့နော်နွားတွေရှိတယ်နွားချံကြီးရှိတယ်ညနေခုနနွားတွေပါတယ်နွားချောင်းကပြန်လာပြီးသွင်းတဲ့အခါကျတော့နွားတွေအကုန်လုံးဝင်သွားတော့ဟိုအင်အားချိနေတဲ့နွားကြတော့ဘယ်မှာနေသလဲနွားချံရဲ့အပေါက်ဝမှာနေရတာနော်နွားချံရဲ့အပေါက်ဝမှာနေရသူကရှေ့ထိမရောက်နိုင်ဘူးမနေ့ပိုင်းကတော့ခြံတကားကိုဖွင့်ပြီးတော့နွားတွေထွက်ကြဆိုတဲ့ခါကျတော့ဘယ်သူကအရင်ဆုံးထွက်ခွင့်ရတယ်လဲခုနတော့ကဒီနွားအိုကြီးကအရင်ထွက်ခွင့်ရတယ်လို့ပဲတဲ့နော်အာသနကံကတော့အာစိဏကံလောက်တော့အာမကောင်းဘူးသို့တော်လဲအာစိဏကံအကျိုးပေးခွင့်မရဘူးဆိုရင်အာစိဏကံနဲ့ဟိုအကျိုးပေးခွင့်နှစ်ခုတိုင်းနှိုင်းရှင်ပြီဆိုရင်အာသနကံကသေဂာနိကာလဇဲဇဲလေးမှာလှုပ်တည်တော့ကြောင်းမလို့နွားအိုကြီးနဲ့တူလို့မလို့ခြံဘောကအရင်ထွက်ခွင့်ရတာနဲ့တူလို့မလို့သူကပရိသတ်နေကျုပ်ကိုပို့ပြီးတော့ချက်ချင်းပေးနိုင်တယ်တဲ့နော်ဒါလေးဥပမာပေးတာရှိအဲ့တော့သင်္ကနိကာလအာသနကံကလည်းအမတန်ရေးကြည့်တယ်ပေါ့ဆိုလိုတာကတော့အဲ့တော့ကျတော့ဒီခုနကဖះပန်းကိုလှူဒန်းတာကိုမြင်လိုက်တဲ့ခါကျတော့လှူဒန်းတဲ့ဖះပန်းကိုအာယုံပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်ကလေးကြောင့်တခါတည်းသူ့ရဲ့ပရိသတ်နေအကျိုးပေးရလဲချက်ချင်းပြောင်းသွားတယ်နတ်သမီးတွေကိုမြင်ရတယ်နတ်ဘုံပိမှန်တွေမြင်ရတယ်မြင်ရတဲ့ခါကျတော့နတ်သမီးတွေမြင်တော့ဟဲ့ငါသားမင်းရဲ့မိထွေးတွေလာနေပြီနော်မိထွေးလို့ခေါ်တယ်နော်မိထွေးတွေလာနေပြီဆိုပြီးတော့ပြောတော့သားဖြစ်သူကလည်းသူကစိတ်ချသွားပြီပေါ့အဲ့ဘောကသေဆုံးတဲ့အချိန်မှာဘယ်ကိုရောက်သွားလဲလို့မေးရင်ခုနနတ်ပြည်မှာသွားဖြစ်တယ်အဲ့တော့သင်္ကနိကာလနတ်သမီးလို့ခေါ်တဲ့ဂတိနမိတ်ပေါ့နော်ဒါဂတိနမိတ်လို့ပြောရမယ်ဂတိနမိတ်ကိုယူခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဂတိနမိတ်ကိုနတ်ဘုံဘဝရောက်သွားတယ်သူ့ရဲ့ပရိသန်နေစိတ်ကအဲ့ဂတိနမိတ်ကိုပဲဆက်ပြီးတော့ယူတယ်နော်ဘယ်ချိန်မှမြင်ခဲ့တဲ့ဂတိနမိတ်လဲဒီဘက်ဘဝသေဂာနိကာလလေးမှာမြင်ခဲ့တဲ့ဂတိနမိတ်ကိုဟိုဘက်ဘဝနတ်ဘဝမှာဖြစ်ခဲ့တဲ့ပရိသန်နေစိတ်ကဆက်ပြီးတော့ယူတယ်ဒါကြောင့်မလို့ခုဘဝနဲ့နောက်ဘဝတခြားစီလည်းမဟုတ်ဘူးတစ်ခုတည်းလည်းမဟုတ်ဘူးဒါကိုဆိုလိုတာနော်ဆိုတဲ့ခါကျတော့တဏှာကိုအခြေခံပြီးတော့ခုနလောက်ခဲ့တဲ့အတွက်ကြောင့်မလို့သေဂာနိကာလမှာဘဝတွေကိုတောင်းတခဲ့တယ်တထေးဖြစ်ခြင်းနဲ့
ဘဝတိုင်းချမ်းသာတဲ့တတိဖြစ်ရပါလို့ဤဘဝတိုင်းနတ်မင်းကြီးဖြစ်ရပါလို့ဤဘဝတိုင်းအသက်ရှည်ခြင်းအစင်းလာခြင်းချမ်းသာခြင်းခွန်အားကြီးခြင်းနဲ့ပြည့်စုံရပါလို့ဤဘသူကြောင့်ဆုတောင်းတာလဲတဏှာကြောင့်ဆုတောင်းတာပေါ့ကိုကဒါကိုလိုချင်တာကိုအသက်ရှည်ခြင်းသလားမရှိခြင်းဘူးလားလို့မေးရင်အသက်ရှည်ခြင်းနဲ့ဘာဖြစ်လို့လဲဆိုပုရုဇဉ်နေဆိုတော့အသက်ရှည်ခြင်းတာပဲသူကိုယဟန္တာပုဂ္ဂိုလ်ကိုမေးရင်အဲ့လိုဖြေပါမလားအသက်ရှည်လို့တဲ့စိတ်လည်းမရှိဘူးမရှိလို့တဲ့စိတ်လည်းမရှိဘူးယဟန္တာပုဂ္ဂိုလ်တွေမှာကဘဝတဏ္ဍာမှမရှိတော့တာမရှိတော့တဲ့အတွက်ကြောင့်မလို့ယဟန္တာပုဂ္ဂိုလ်တွေမှာဘဝအသစ်တွေမှာဖြစ်ခြင်းတဲ့တဏ္ဍာမရှိဘူးဘဝအသစ်ဖြစ်ခြင်းတဲ့တဏ္ဍာမရှိဘူးဆိုတော့လူတွေကသိစိတ်တဲ့မထင်လို့ပြောပြမထင်ရှားမှဆိုလို့ပြောပြတာအဲ့တော့ဘဝတိုင်းဒီလင်နဲ့ဒီလင်ဒီမယားနော်ငှက်ဖြစ်ရင်လည်းတခိုင်းနဲ့နားရပါလို့ဤဘဝတိုင်းဆိုတော့လည်းဘာကိုပြောတာလဲတဏှာပဲဒီသားသမီးတွေနဲ့ထပ်မံတွေ့ရပါလို့ဤရလဲဘာတဲ့လဲတဏှာပဲလူချမ်းသာနတ်ချမ်းသာဖြစ်ရပါလို့ဤရလဲတဏှာပဲဗြဟ္မချမ်းသာဖြစ်ရပါလို့ဤလဲတဏှာပဲအဲ့ဒီတဏှာကြောင့်မလို့ဘဝတွေမှာဆက်ပြီးတော့ဖြစ်နေတယ်ဖြစ်နေသည့်အတွက်ကြောင့်မလို့မြတ်စွာဘုရားရှင်ကတဏှာသည်အဓိကလက်သက်တရားခံမယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ရဲ့ဒီပထမဦးဆုံးဒီဗုဒ္ဓဝါဒနာကိုအထက်ကရာဒီမှာပြတဲ့အခါမှာဘာပြောလဲလို့ဆိုရင်အနေကဇာတိတန်တာရံတန္တဝိတံအာနိပိတံဘဝများစွာငါဘုရားကျင်လည်ခဲ့ရပြီဂဟကာရံကဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏဂဟကာရကဒိဋ္ဌောတိဆိုအဲ့မှာဂဟကာရဆိုတာကတဏှာယောက်ျားလက်သမားနော်ဘာလဲလဲတဏှာယောက်ျားလက်သမားအဲ့တော့တဏှာယောက်ျားသည်ဘာနဲ့တူလဲလို့မေးရင်အိမ်ဆောက်ပေးတဲ့လက်သမားနဲ့တူတယ်တဲ့ဒီတဏှာယောက်ျားလက်သမားကိုသူရှာတာဘဝရဲ့ငါဘဝတွေအများကြီးဖြစ်နေတာဘဝတွေဖြစ်တိုင်းသေလိုက်တဲ့အချိန်တွေကလည်းအချိန်ပေါင်းကလည်းမရေမတွက်နိုင်ဒုက္ခတွေကလည်းများလိုက်တာဒုက္ခပေါင်းများစွာတွေ့ကြုံအောင်လုပ်ခဲ့တဲ့အဓိကတရားကဘယ်သူလဲလို့ရှာလိုက်တဲ့ခါကျတော့တဏှာကိုသွားတွေ့တယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်တခြားသောသုတ်တန်တွေမှာဟောထားတာလည်းအများကြီးရှိတယ်ပေါ့ရှိတဲ့ခါကျရှိသည့်အတွက်ကြောင့်မလို့တဏှာကဥစည်းပြီးတော့လုပ်ခဲ့တဲ့ကုသိုလ်ကအကုသိုလ်ကအားလျော်သွားဒါပါတော့ကုသိုလ်ကကြောင့်မလို့လူဘဝလာဖြစ်တယ်ဆိုရင်လူဘဝလာဖြစ်တယ်ဆိုတာကလူဘဝမှာပရိသန်တွေအကျိုးဝိဘက်ဝိညာဉ်ဖြစ်တယ်လို့ဆိုလိုတာနော်ပရိသန်တွေအကျိုးဝိဘက်ဝိညာဉ်သွားဖြစ်တာအဲ့တော့ပရိသန်တွေစိတ်ဖြစ်တဲ့နေ့တစ်ပြိုင်တည်းပရိသန်တွေစိတ်နဲ့တွဲပြီးတော့ကမ္မဇယုတ်တွေလည်းပါလာတယ်နော်ပရိသန်တွေစိတ်နဲ့တွဲပြီးတော့ဘာတွေပါလာလဲကမ္မဇယုတ်ပါလာတယ်ဖြစ်ပေါ်လာတဲ့ကမ္မဇယုတ်တွေကလည်းအာဟာရမရှိဘဲနဲ့မရပ်တည်နိုင်ဘူးအဲကမ္မဇယုတ်အတွင်းမှာလည်းအာဟာရယုတ်တွေပါလာတယ်ဒီကမ္မဇယုတ်တွေကိုထောက်ပံ့မှုအတွက်အာဟာရယုတ်ပါတယ်အဲ့ဒီအာဟာရယုတ်ဒီကမ္မဇအာဟာရလို့ဆိုတာအဲ့ဒီကမ္မဇအာဟာရဒီဘယ်သူကြောင့်ဖြစ်တာလဲလို့မေးရင်တဏှာကြောင့်ဖြစ်တာနော်ဒါပရိသန်တွေဝိညာဉ်လို့ခေါ်တဲ့ပရိသန်တွေစိတ်ကလေးကဘာလဲလို့မေးရင်ဝိညာဏအာဟာရနော်ပရိသန်တွေဝိညာဉ်ကဘာလဲလဲဝိညာဏအာဟာရပရိသန်တွေဝိညာဉ်နဲ့တွဲပြီးတော့ဖတ်တာကတွဲမနေဘူးလားတွဲတာပေါ့စိတ်ဖြစ်တိုင်းဖတ်တာမပါဘူးဆိုရှိမှမရှိတာအဲ့ဒါဒီပထမဦးဆုံးပရိသန်တွေဝိညာဉ်နဲ့တွဲပြီးတော့ဖြစ်လာတဲ့ဖတ်တာကလည်းရှေးကံရဲ့အကျိုးကြောင့်ဖြစ်တာပဲရှေးကလုပ်ခဲ့တဲ့လူဘဝရဲ့မှာပရိသန်တွေဝိညာဉ်ဖြစ်တယ်ဆိုရင်ဒါလူဘဝမှာဖြစ်တဲ့ပရိသန်တွေဝိညာဉ်သည်ရှေးကလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးဘာဖြစ်လို့ကုသိုလ်ကံတွေလုပ်ခဲ့တာလဲလို့မေးရင်တဏှာကြောင့်ကုသိုလ်ကံတွေလုပ်ခဲ့တာဟုတ်တဏှာမရှိဘူးဆိုရင်ကံမှမရှိတော့တာကံမရှိဘူးဆိုရင်ဘဝတဲ့ပရိသန်တွေအသက်တွေဖြစ်ပါအောင်မလားမဖြစ်တော့ဘူးဒါကြောင့်မလို့အဓိကတရားခံကကံလားတဏှာလားလို့မေးရင်တဏှာပဲဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကပုရိမတဏှာလို့ပြောတာနော်အဲ့တော့ပုရိမတဏှာကြောင့်မလို့ပရိသန်တွေဝိညာဉ်ဖြစ်တယ်ပရိသန်တွေဝိညာဉ်နဲ့တွဲပြီးတော့ကမ္မဇယုတ်တွေဖြစ်တယ်ဆိုင်ရာကမ္မဇယုတ်တွေပေါ့နော်အဲ့မှာဆိုရင်ဟိုစက္ခုဓာတကတော့နော်သောတာဓာတကလို့ခေါ်တဲ့ဒီဓာတကယုတ်တွေပါလာတယ်နော်လူဘဝဆိုလည်းလူဘဝအလျောက်ပေါ့နတ်ဘဝဆိုလည်းနတ်ဘဝအလျောက်ပေါ့တိရစ္ဆာန်ဆိုရင်လည်းတိရစ္ဆာန်ဘဝအလျောက်အဲ့တော့ကမ္မဇယုတ်တွေပါအဲ့ကမ္မဇယုတ်တွေအတွင်းထဲမှာကိုကမ္မဇအာဟာရပါတယ်ကံကနေဖန်တီးပေးလိုက်တဲ့အာဟာရအဲ့တော့ကံကဖန်တီးပေးလိုက်တဲ့အာဟာရမရှိဘူးဆိုရင်လည်းအပြင်အာဟာရဘယ်လောက်စားအဲ့အာဟာရကမထိရောက်ဘူးနော်ဒါကြောင့်မလို့ကမ္မဇအာဟာရအမှန်တမ်းရေးကြည့်တယ်အဲ့ကမ္မဇအာဟာရယုတ်ဒီကပလီကာရအာဟာရပဲနော်အဲ့ဒါကပလီကာရအာဟာရကိုတို့အရာကောက်တဲ့ခါကျတော့အလုံလွေးပြည့်မြုပ်အပ်တဲ့အစားအသောက်ဆိုတာကထမင်းလုံကြီးစားမှာအာဟာရမဟုတ်ဘူးဒီထမင်းအလုပ်ထဲမှာပါနေတဲ့ဩဇာယုတ်ကိုပြောတာနော်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်အာဟာရယုတ်ဆိုတာဗါတဲ့လေခဏတော့ကိုစားတောက်လိုက်တဲ့အစားတောက်ထဲမှာပါနေတဲ့ဩဇာဓာတ်ကိုဘာလို့ပြောတာလဲအာဟာရလို့ပြောတာ
အဲ့တော့ကမ္မဇအာဟာရဆိုလဲဩဇာတက်ကိုပြောတာနော်အဲ့တော့ကမ္မဇအာဟာရဆိုတော့အရှင်ဘုရားပြောတော့ကပလီကာရအာဟာရအလုံလွေးပြည့်မြူအပ်သောအစာအာဟာရဆိုတော့ဘယ်နဲ့မွေးခြင်းပရိသတ်တွေစိတ်ဖြစ်ဖြစ်ချင်းအလုံလွေးပြည့်လို့အလုံလွေးပြည့်ပြီးမျိုးလို့မှရမှမရတာဘယ်လိုလို့ဖြစ်နိုင်မှာလဲလို့မေးကောင်းမေးလိမ့်မယ်ဒါအောင်ပြောတာမဟုတ်မနေ့ကလေးကပြီးကြတဲ့ဘက်ကတည်းကပြောပြီးသားအာဟာရယုတ်ဆိုတာကဩဇာကိုပြောတာအဲ့တော့အာဟာရယုတ်ရဲ့အာဟာရလို့ခေါ်တဲ့ဩဇာတက်ရဲ့တရားဖြစ်တဲ့ဝတ္ထုလို့ခေါ်တဲ့အစာချမ်းတွေရဲ့နှစ်ခုရှိတယ်နော်အထားပါတော့ထမင်းကိုစားလိုက်တယ်ဆိုရင်ထမင်းမှာပါနေတဲ့တို့ဒီအဝါတွေပေါ့နော်ဒီဘေးမှာရှိနေတဲ့ဟိုပြောမယ်ဆိုရင်တပြုတ်ဘတ်တွေတို့နော်စားလိုက်တဲ့အခါမှာဝါဘတ်တွေတို့ဒါတွေကဘာလဲလို့မေးရင်အကျန်းတက်တယ်ဝါလိုက်တဲ့အခါမှာရလာတဲ့ထမင်းကနေပေးလိုက်တဲ့ဒီကာဘိုဟိုက်ဒရိတ်ကိုတော့ကာဘိုဟိုက်ဒရိတ်ခေါ်တာပေါ့ထမင်းမှာဆိုရင်တော့ကာဘိုဟိုက်ဒရိတ်ဆိုတာကအပြင်မှာပါတဲ့ဓာတ်တွေနော်အဲ့ဒီဓာတ်ထဲမှာပါလာတဲ့ခန္ဓာကိုယ်ကိုဆက်ပြီးတည်တတ်အောင်အထောက်ပံ့ပေးနိုင်တဲ့တကယ် nutriment လို့ခေါ်တယ်နော်အင်္ဂလိပ်လိုပြောရင် nutriment လို့ခေါ်တဲ့ဩဇာဓာတ်ပေါ့နော်ဒီဩဇာဓာတ်ကလေးကကြဩဇာဓာတ်ကလေးကမှခန္ဓာကိုယ်ကိုဆက်ပြီးအထောက်ပံ့ပေးတာဆက်လက်ရှင်းသတ်နိုင်အောင်အဲ့တော့ဒီပြီးကြတဲ့အပတ်ကပြောကြတာရှိတယ်အထက်ကရာမှာပြောတာရှိတယ်နော်တချို့ကကြတော့ဩဇာဓာတ်တော့ကောင်းတယ်ဒါပေမဲ့လို့ပြင်ကပါလာတဲ့ဩဇာဓာတ်တရားဖြစ်တဲ့တခြားရုပ်ကြမ်းတွေကနည်းနေတဲ့ခါဆိုရင်စပြင်ရင်ခုနတော့ခဏနဲ့စားတာပေါ့နော်အဲတချို့ကြတော့လေခုနတော့ကဩဇာဓာတ်ကဟိုပေါ့အပြင်ကခုနတော့ကတချို့ဟင်းသီးရွက်တွေဆိုရင်အာဟာရဓာတ်သိမ့်မပါဘူးနော်ဒါပေမဲ့လို့စားလိုက်တဲ့ခါကျရင်ဒီဟင်းသီးရွက်တွေတချို့အစားအသောက်တွေအစာချမ်းတွေပေါ့စားလိုက်ရင်တော်တော်နဲ့မစားဘူးအကျန်းတဲ့ဟိုထမင်းချမ်းတို့ပါတော့ဒါပေမဲ့လို့အာဟာရဓာတ်ကသိမ့်မရှိဘူးပေါ့အဲတော့ကပလီကာရအာဟာရကိုအဲ့လိုတိတိကျကျတော့ဖွဲ့ထားတာဩဇာဓာတ်ဩဇာဓာတ်ဒီကာမဇကံကြောင့်ဖြစ်တဲ့ဩဇာဓာတ်လည်းရှိတယ်ကံကြောင့်ဖြစ်တဲ့ဩဇာဓာတ်ကိုကြတော့ကာမဇအာဟာရလို့ခေါ်တယ်အဲ့ကာမဇအာဟာရကပရိသတ်နေစိတ်နဲ့တွဲပြီးတော့ပါလာတဲ့ဖြစ်တဲ့အတူတကွဖြစ်တဲ့ကာမဇယုတ်တွေထဲမှာအာဟာရဓာတ်ကပါပြီးသားအဲ့အာဟာရဓာတ်ကိုကပလီကာရအာဟာရလို့ပြောတာနော်အဲ့ကပလီကာရအာဟာရသည်ပရိသတ်နေစိတ်ဖြစ်တည်နေတဲ့ပြိုင်နဲ့ကာမဇယုတ်နဲ့တွဲပါလာတဲ့အာဟာရဓာတ်ဖြစ်တည်တွဲကြောင့်မလို့အဲ့အာဟာရဓာတ်အပြင်ကရောက်လာတဲ့အာဟာရဓာတ်တော့မဟုတ်တော့ဘူးဘယ်သူကပေးလိုက်တဲ့အာဟာရဓာတ်လဲလို့မေးရင်အတိတ်ကံကပေးလိုက်တဲ့အာဟာရဓာတ်အတိတ်ကံကပေးလိုက်တဲ့အာဟာရဓာတ်ဆိုတော့ဘယ်သူ့ကိုအကြောင်းခံလဲလို့မေးရင်တဏှာကိုအကြောင်းခံတာအလားတူပဲပရိသတ်တွေဝိညာဉ်ဖြစ်ပြီးဆိုဒီပရိသတ်တွေဝိညာဉ်ကတော့ရှင်းရလောက်ခဲ့တဲ့ကုသိုလ်ကံကြောင့်ဖြစ်တယ်အသုံးမို့အကုသိုလ်ကံကြောင့်ဖြစ်တယ်ဆိုအမှန်တန်ထင်ရှားကုသိုလ်ကအကုသိုလ်ကံကြောင့်ဖြစ်တဲ့ပရိသတ်တွေဝိညာဉ်သည်ဘာကြောင့်ကုသိုလ်ကအကုသိုလ်ကံဖြစ်တာလဲလို့မေးရင်တဏှာရှိလို့ဖြစ်တာ哦တဏှာမရှိဘူးဆိုကံမရှိဘူးကံမရှိဘူးဆိုရင်ဘဝတည်းမရှိဘူးအဲဘဝတည်းဖြစ်တိုင်းဖြစ်တိုင်းဘဝတည်းဝိညာဉ်တွေဖြစ်တိုင်းဖြစ်တိုင်းအဲဘဝတည်းဝိညာဉ်တို့သည်ဘယ်သူ့ကိုအကြောင်းခံတယ်လဲလို့မေးရင်တဏှာကိုအကြောင်းခံတယ်ဝိညာဉ်နဲ့တွဲနေတဲ့ဖတ်တာကဝိညာဉ်ဖြစ်ပြီးဆိုရင်ဖတ်တာဆိုတာပါပြီးသားစေတနာဆိုတာပါပြီးသားစေတနာစေတသိက်လည်းပါတယ်ဖတ်တာစေတသိက်လည်းပါတယ်အဲ့ဖတ်တာစေတနာစေတသိက်ကလည်းကံကြောင့်ဖြစ်တဲ့ကံရဲ့အကျိုးဖြစ်တဲ့ဖတ်တာပဲအကျိုးဖတ်တာတွေပေါ့စေတနာလည်းခုနကတော့အကျိုးဥပ္ပဝိညာဉ်နဲ့တွဲဖြစ်တဲ့စေတနာပဲဒါကြောင့်မလို့မနောသင်စေတနာအာဟာရပဲဖြစ်ဖြစ်ခုနကပြောနေတဲ့ဖတ်တာပဲဖြစ်ဖြစ်အကျိုးဝိပ္ပတရားများဖြစ်တဲ့အတွက်ကြောင့်မလို့ထိုတရားတို့ရဲ့အကြောင်းတရားတွေဘယ်သူလဲလို့မေးရင်ကံရဲ့အကြောင်းကံဒီဘာလဲလို့မေးရင်တဏှာဒါဟုတ်ဆိုလိုတာเนาะမြတ်စွာဘုရားရှင်ကဒါကြောင့်မလို့ဒီစာလေးကိုပြန်ဖတ်ကြည့်လားเนาะယဟန်တို့ဖြစ်ပြီးသောတတ္တဝါတို့တည်တံ့ခြင်းက၎င်း
ဆိုတော့ဆိုရပါအဲ့တော့ဒီနေရာလေးမှာဆက်ပြီးတော့မြတ်စွာဘုရားရှင်ဟောတော်မူတာကတဏှာကိုပြောပြီးတော့တဏှာရဲ့အကြောင်းတရားကဘာလို့လဲလို့ဆိုရင်ဝေဒနာနော်ဝေဒနာဒါဝေဒနာကြောင့်မလို့တဏှာဖြစ်တယ်နောက်ဝေဒနာရဲ့အကြောင်းတရားကိုမြတ်စွာဘုရားရှင်ကထပ်ပြီးတော့ဟောတော်မူတယ်ဝေဒနာဘာကြောင့်ဖြစ်လဲလို့မေးရင်ဖတ်တာကြောင့်ဖြစ်တယ်အဲ့တော့ဒီနေရာလေးမှာတဏှာအကြောင်းလေးကိုဒီဆက်ပြီးတော့သွားကြည့်မယ်တဏှာဆိုတာကရူပတဏှာတတ္တတဏှာခန္ဓာတဏှာရတ္တတဏှာဖုဒ္ဓပတဏှာဓမ္မတဏှာ6ခုရှိတယ်နော်အဲ့တော့ရူပတဏှာတတ္တတဏှာခန္ဓာတဏှာရတ္တတဏှာစသဖြင့်6မျိုးရှိတဲ့ခါကျတော့အဲ့ဒီ6မျိုးမှာဆိုရင်ဘာနဲ့သူကဆက်သွယ်ပြီးတော့ဖြစ်တယ်လဲလို့မေးရင်ဝေဒနာနဲ့နှွယ်ပြီးတော့ဖြစ်တယ်နော်အဲ့တော့ဖတ်တာ6မျိုးကိုလည်းသိထားရမယ်စက္ခုတံဖတ်တာနော်သောတာတံဖတ်တာဂါနတံဖတ်တာဇိဝတံဖတ်တာကာယတံဖတ်တာမနောတံဖတ်တာနော်ဝေဒနာကိုလည်းသိရမယ်စက္ခုတံဖတ်တာဇာဝေဒနာစက္ခုတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာသောတာတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဂါနတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဇိဝတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာကာယတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာမနောတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုပြီးတော့ဖတ်တာလို့ခေါ်တဲ့မိမိရဲ့စက္ခုပ္ပဒါရယုံနဲ့ဟိုအပြင်ဘက်ကရှိနေတဲ့ရူပယုံအစဉ်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့တရားကိုဘာလို့ခေါ်တာလဲဖတ်တာလို့ခေါ်တာဟိုပြီးခဲ့တဲ့ဘက်ကလည်းပြောထားတာရှိတယ်ဖတ်တာဖြစ်ပြီးဟေ့ဆိုရင်ဖတ်တာကနေပြီးတော့အရသာဖြစ်တဲ့ဝေဒနာကိုထုတ်ပေးတယ်နော်အဲဝေဒနာဆိုတာကကောင်းတဲ့အရသာဆိုရင်ဒုက္ခဝေဒနာပေါ့မကောင်းတဲ့အရသာဆိုရင်ဒုက္ခဝေဒနာကောင်းတာလည်းမဟုတ်မကောင်းတာလည်းမဟုတ်ဖြစ်တဲ့ဝေဒနာမျိုးဆိုရင်အဒုက္ခမဒုက္ခဝေဒနာဥပ္ပခဝေဒနာလို့ခေါ်တယ်အဲ့တော့ဒီဝေဒနာပေါ်မှာသာယာတဲ့တဏှာကရူပတဏှာတတ္တတဏှာဂန္ဓတဏှာရတ္တတဏှာဖုဋ္ဌပတဏှာဓမ္မတဏှာဆိုပြီးတော့တဏှာ6မျိုးရှိတယ်အဲ့တော့ဒီရူပတဏှာလို့ခေါ်တဲ့အစင်းပေါ်မှာသာယာတဲ့တဏှာအဲ့တော့စက္ခုတံဖတ်တာလေးဖြစ်လာတယ်စက္ခုတံဖတ်တာဆိုတော့စက္ခုပ္ပဒါရယုံနဲ့အစင်းရူပယုံပေါင်းစုံပြီးတော့ဖြစ်ပေါ်လာတဲ့ဖတ်တာအဲ့ဖတ်တာလေးကြောင့်မလို့ကောင်းတဲ့အရာသာဒုက္ခဝေဒနာလေးပေါ်လာတယ်ပေါ်လာတဲ့ဒုက္ခဝေဒနာအရာသာလေးကိုတခါတည်းတဏှာနဲ့သာရတာနော်တဏှာနဲ့သာရတယ်နောက်အလားတူပဲပေါ့ဒီကြားတဲ့ယုံမှာလည်းကောင်းတာလေးတွေကိုကြားခြင်းနဲ့ကောင်းတဲ့ခုနကတော့သာရတဲ့အတန်လေးတွေကိုကြားပြီးတော့ဒီသာရတဲ့အတန်လေးတွေကိုထက်ကလိုခြင်းသိမ့်ပိုက်ခြင်းနဲ့တဏှာဖြစ်တယ်အလားတူပဲပေါ့ကောင်းမွန်တဲ့အနံ့ကိုရှူပြီးတော့အနံ့လေးတွေကိုစွဲလန်းတဲ့သာယာတဲ့ထက်ကလိုခြင်းနဲ့ခုနဂါနတဏှာဖြစ်တယ်အလားတူပဲပေါ့ဇိန်ဝတဏှာလို့ခေါ်တဲ့အရသာကောင်းတွေစားပြီးတော့အရသာကောင်းတွေကိုထပ်ပြန်တယ်လဲစားခြင်းနဲ့လိုခြင်းနဲ့တွေ့တာနဲ့နှစ်သက်တယ်ပေါ့အလားတူပဲဖုဋ္ဌပတဏှာလို့ခေါ်တဲ့အတွေ့အထိကောင်းလေးတွေကိုရရှိပြီးတော့အတွေ့အထိကောင်းလေးတွေပေါ်မှာအတွေ့အထိကောင်းဆိုတာကအိဋ္ဌာယုံနော်အတွေ့အထိကောင်းအိဋ္ဌာယုံရှိမှလည်းဒုက္ခဝေဒနာဖြစ်တာဟုတ်အဲ့တော့အိဋ္ဌာယုံလို့ခေါ်တဲ့အတွေ့အထိကောင်းလေးတွေခုနကတော့ကာယပ္ပဒါရယုံမှာထိကြိုက်လာတဲ့အခါမှာဖတ်တာဖြစ်တယ်ဖတ်တာကြောင့်မလို့အတွေ့အထိကကောင်းတဲ့ခါကျတော့ဝေဒနာကဘာသွားဖြစ်လဲဒုက္ခဝေဒနာဖြစ်သည့်အတွက်ကြောင့်မလို့ဒုက္ခဝေဒနာကိုထက်ကလိုချင်တဲ့တွေ့တာသာယာတဲ့ဖုဋ္ဌပတဏှာဖြစ်တယ်အဲ့တော့တဏှာရဲ့သဘောဆိုတာကတစ်ခုခုကိုလိုချင်ပြီဆိုရင်အဲ့လိုချင်တဲ့အရာနဲ့ပတ်သက်တဲ့ဟာတွေကိုတဏှာကအကုန်လိုချင်တာပဲတဏှာရဲ့သဘောကလည်းအမှန်တမ်းအံ့ဩစရာကောင်းတယ်ထူးဆန်းတယ်အဲ့တော့တဏှာကဒီတစ်ခုမှအစင်းကိုလိုချင်တယ်ဆိုရင်အစင်းလှကိုလိုချင်တယ်ဆိုရင်အစင်းလှနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တ attva ကိုလည်းလိုချင်တဲ့တ attva ပဲအစင်းလှနဲ့ပတ်သက်တဲ့မိမိရဲ့မိသားစုဇနီးသားမယားလင်သားအကုန်လုံးကိုတာယာတော့အစင်းလှနဲ့နှွယ်ပြီးတော့နောက်ထပ်ဘာတွေဖြစ်လာလဲလို့မေးရင်အစင်းလှမှုကိုပေးနိုင်တဲ့ပုဂ္ဂိုလ်တ attva တွေကိုလည်းတွေ့တာပဲဥပမာအဖြစ်တော့ဘယ်လိုပေးလဲဆိုရင်လူတွေဆိုတာကအသက်ကိုအမတန်တွေ့တာတယ်နော်လူတွေကအသက်ရှင်သန်လို့မှုအသက်ရှင်သန်ရေးအမတန်ရေးကြည့်တယ်မိမိရဲ့အသက်ကိုအမတန်ခင်တွယ်ကြတယ်မိမိရဲ့အသက်ကိုခင်တွယ်သည့်အတွက်ကြောင့်မလို့အသက်ကိုပေးနိုင်တဲ့ဆံကိုလည်းတွေ့တာတယ်နော်ဆံကိုလည်းလိုချင်တဲ့စိတ်ရှိတယ်ဆံနေရချင်တယ်ဆံကိုလိုချင်သည့်အတွက်ကြောင့်မလို့စဘာကိုလည်းလိုချင်တယ်နော်ဆံကိုလိုချင်တဲ့ခါကျတော့ဆံကိုနှစ်သက်တော့ဘယ်သူကိုလည်းနှစ်သက်ရလဲစဘာကိုလည်းနှစ်သက်တယ်အဲ့တော့စဘာကိုနှစ်သက်တဲ့ခါကျတော့စဘာကိုထုတ်လုပ်ပေးနိုင်တဲ့လေယာချောင်းမြောင်းတွေကျွဲနွားတွေကိုလည်းမနှစ်သက်ဘူးလားနှစ်သက်တယ်အဲ့တော့
စဘာတွေမြတ်မြတ်ရခြင်းနဲ့စဘာဆိုတာကဆံကိုဖြစ်တာဆံဆိုတာကအသက်ကိုမိမိရဲ့အသက်ကိုခင်တွယ်တဲ့ခါကျတော့ဆံကိုလည်းခင်တွယ်မိရတာသွားဖြစ်တယ်ဆံကိုခင်တွယ်မိရတာဖြစ်တဲ့အတွက်ကြောင့်မလို့စဘာကိုလည်းခင်တွယ်မိရတာသွားဖြစ်တယ်နောက်မိမိရဲ့ခုနကတော့လိုချင်တဲ့စဘာကိုပေးနိုင်တဲ့စဘာကိုခင်တွယ်တော့စဘာထုတ်လို့ပေးနိုင်တဲ့လေယာတွေလည်းခင်တွယ်မိတယ်ချောင်းချောင်းတွေကိုလည်းခင်တွယ်မိတယ်ကျွန်းနွားတွေကိုလည်းခင်တွယ်မိတယ်ဒါတွေလှုပ်ပေးနိုင်တဲ့အလုပ်သမားတွေဘာတွေကိုလည်းအကုန်လုံးခင်တွယ်မိတယ်နောက်လေယာချောင်းမြောက်စဘာတွေကိုတွေ့တာမိသည့်အတွက်ကြောင့်မလို့အဲ့ဒါတွေကိုပေးနိုင်တဲ့ငွေကြီးကိုလည်းမတွေ့တာဟုတ်လားတွေ့တာတယ်ငွေဆိုတာကကျတော့စဘာလည်းဝယ်လို့ရတယ်ဆန်လည်းဝယ်လို့ရတယ်လေယာချောင်းမြောက်လည်းဝယ်လို့ရတယ်အဲ့တော့တဏှာကတစ်ခုကိုตายရမိပြီဆိုရင်သူနဲ့နှွယ်နေတဲ့ထောင်ပေါင်းများစွာကိုလည်းตายရတော့တဏှာဟာအမတန်ပတ်သက်ဖို့ခဲရင်တယ်နော်ဒီတဏှာပဲပြီးတော့ဟိုတဏှာကြံတယ်နော်ဟိုခုနကတော့1000တန်ကိုဆွဲလန်းတဲ့တဏှာတော့ပယ်နိုင်တယ်3သိန်းနဲ့ဆွဲလန်းတဲ့တဏှာကြတော့မပယ်နိုင်တော့3သိန်းနဲ့ဆွဲလန်းတဲ့တဏှာတော့ပယ်နိုင်တယ်3သန်းနဲ့ကြတော့တဏှာကဆက်တွဲပြန်ရောဆိုတော့ဟိုကတက်ရင်ဟိုကဒီဘက်ကတက်တာနဲ့ဟိုဘက်ကအစထွက်ဒီဘက်ကတက်တာနဲ့ဟိုဘက်ကအစထွက်တဲ့အထက်ဟိုဘက်ကထက်ထွက်ဆိုတော့တဏှာတက်ဖို့ဆိုတဲ့ကိစ္စကဝိပဿနာဉာဏ်နဲ့ပြင်းပြထန်ထန်ကိုရှုမှတ်နိုင်မှရတယ်နော်ပါရမီရှိတဲ့ပုဂ္ဂိုလ်တွေဆိုတော့လေမြတ်စွာဘုရားရှင်ယဟန်တွေကိုတရားတော်တွေကိုနာပြီးတော့ချက်ချင်းပေါ့ဝိပဿနာဉာဏ်ဖြစ်ပြီးတော့တထိုင်တွင်းမှာပဲအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဘုရားလက်ထက်မှာဒါတာမန်အဖြစ်တော့တော်တော်ဝိပဿနာဉာဏ်အာတ္တမတဏှာဆိုတာကပယ်တတ်နိုင်တယ်မဉ္ဇဉ်ဖွဉ္ဇဉ်ကိုရပြီးတော့မဉ္ဇဉ်ဖွဉ္ဇဉ်ကိုရမှပဲသူကအမြင့်ပြတ်ပယ်တတ်နိုင်တာဟုတ်ဆိုတဲ့ခါကျတော့အဲ့တော့ဒီအစင်းကိုလည်းตายရတယ်နောက်အတန်ကိုလည်းตายရတယ်တွေ့တာတယ်အနံ့ကိုလည်းတွေ့တာတယ်နောက်တစ်ခုကကျတော့အရသာကိုလည်းတွေ့တာတယ်အတွေ့အထိလည်းတွေ့တာနောက်ဓမ္မတဏှာဆိုတာじゃဘာကိုပြောတာလဲဆိုရင်စက္ခုပြည့်စုံမှုမျက်စိပြည့်စုံမှုအခုမှမျက်စိလေးတွေပြည့်စုံတယ်သူတို့ဘက်မှာမျက်စိပြည့်စုံတယ်မျက်စိလေးပြည့်စုံခြင်းတယ်မျက်စိလေးကောင်းခြင်းတယ်နားလေးကောင်းခြင်းတယ်နှာခေါင်းလေးကောင်းခြင်းတယ်အနံ့လေးတွေမပြောက်ခြင်းဘူးမိမိရဲ့ခန္ဓာကိုယ်မှာလည်းအိန္ဒြေလေးတွေမိမိရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ကိုယ်ရင်္ဂါစိတ်ပိုင်းလေးတွေဒါတွေကိုလည်းပြည့်စုံခြင်းတယ်ဒါဓမ္မယုံခေါ်တာပေါ့ဓမ္မယုံလို့ပြောပြီးဆိုရင်စိတ်စေတသိက်တွေနော်စိတ်စေတသိက်ကလည်းဓမ္မယုံနဲ့ပါတယ်ပတာရယုတ်ကလည်းဓမ္မယုံနဲ့ပါတယ်ဒုက္ခမယုတ်တွေလည်းဓမ္မယုံနဲ့ပါတယ်ပညတ်ကလည်းဓမ္မယုံနဲ့ပါတယ်နိဗ္ဗာန်ကလည်းဓမ္မယုံနဲ့ပါတဲ့ခါကျတော့ပညတ်ဖြစ်တဲ့နာမည်တို့ဂုဏ်သတင်းကြော်ကြားမှုတို့ယာရုဂုံရှိန်တို့ဘွဲ့တို့ဒီဂရီတို့ဒါတွေလူကျင်တာလည်းဓမ္မတဏှာလို့ပြောတယ်ဒါတွေကလည်းပါတယ်လေဓမ္မတဏှာပဲအဲ့တော့ဘွဲ့တွေရကျင်တာပါတယ်လေဓမ္မတဏှာဘွဲ့ဆိုတာကပညတ်ကိုနော်BA ဘွဲ့လိုချင်တယ် MA ဘွဲ့လိုချင်တယ် PhD ဘွဲ့လိုချင်တယ်နောက်ဘာဘွဲ့ကြီးတွေညာဘွဲ့ကြီးတွေခုနကတော့သတိသူတို့မှဘွဲ့တွေအကုန်လုံးပေါ့နောက်တစ်ခုကကျတော့ယာရုဂုံသိမ့်တွေရာရှိကြီးဖြစ်ခြင်းနဲ့ဒါကလည်းဓမ္မတဏှာတဲ့ပါတယ်ဓမ္မတဏှာနဲ့ပဲအပဓမ္မကျေပြတ်ဒါနဲ့မဟုတ်သေးဘူးခုနကတော့ဖြစ်ခဲ့တဲ့လောဘကိုနောက်ထပ်လောဘနဲ့ตายရတာကလည်းဓမ္မတဏှာပဲဟိုမနေ့ပိုင်းကလောဘတွေဖြစ်ခဲ့လိုက်တယ်လူကျင်တဲ့စိတ်တွေဖြစ်ပြီးအဲ့လူကျင်တဲ့စိတ်ဖြစ်ခဲ့တာလေးကိုကိုယ့်အနေကိုပြန်တွေ့ပြီးตายရတဲ့အခါမှာနောက်ထပ်လောဘထပ်ဖြစ်တယ်အဲ့လောဘဖြစ်တဲ့တဏှာကိုလည်းဘာလို့ခေါ်တာလဲဓမ္မတဏှာစေတသိက်အားလုံးကလည်းဓမ္မယုံနဲ့ပါနေတာကိုနော်နောက်တစ်ခုကကျတော့မိမိတို့ကနေပြီးတော့ဒေါသဖြစ်ခဲ့တာလေးကိုပြန်တွေ့ပြီးตายရတယ်ဒါလည်းဘာလဲလဲဓမ္မတဏှာပဲမာနဖြစ်ခဲ့တာလေးကိုပြန်ပြီးတော့ตายရတယ်ဓမ္မတဏှာပဲတရားတရားပြည့်စုံခဲ့တာလေးဟိုငါတရားတရားတွေသိကောင်းခဲ့တာကိုရှိခဲ့တဲ့တရားတရားကိုယ့်အနေကိုပြန်တွေးပြီးတော့ตายရတာလေဓမ္မတဏှာပဲအဲ့တော့ဒီကိုကဖြစ်ခဲ့တဲ့တရားတရားဖြစ်တဲ့အချိန်မှာတော့ကိလေသာမရှိဘူးနော်ဒါပေမဲ့လည်းတရားတရားဖြစ်ခဲ့တဲ့ကာလလေးကိုနောင်တစ်ချိန်ကျတော့ပြန်တွေးကြည့်တာတွေးရင်းနဲ့အမေငါတရားတရားတော်တော်ပြည့်စုံတဲ့သူပဲငါတော်တော်ပညာပြည့်စုံသူပဲငါတော်တော်တတိပြည့်စုံသူပဲဆိုပြီးတော့ကိုပြည့်စုံတာလေးကိုပြန်ตายရတာကိုလည်းဘာလို့ခေါ်တာလဲဓမ္မတဏှာပဲဆိုတော့ဓမ္မတဏှာနဲ့အမတန်နဲ့ပဲကျင့်ဝင်တယ်နော်မာနာကြီးခဲ့တာလေးတွေကိုယ့်အနေကိုငါတို့ကဘလို့နေခဲ့ရတာဘလို့စားခဲ့ရတာဘလို့တောက်ခဲ့ရတာကိုယ်မာနာလေးတွေဖြစ်ခဲ့တဲ့မာနာလေးကိုနောက်တစ်ချိန်မှပြန်တွေးပြီးတော့ตายရတာလေဓမ္မတဏှာထဲမှာပါတာပဲဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကဒီတရားတော်ရပေါ့လောကကြီးမှာလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်သူတို့ရဲ့ခုနတုန်းကတဏှာရဲ့အုပ်စုကိုခွဲလိုက်မယ်ဆိုရင်6ခုပဲရှိတယ်နော်အဲ့တော့ရူပအတွက်အဆင့်အတွက်အတန်အတွက်အနံ့အတွက်အရသာအတွက်အထိအတွက်ဓမ္မအတွက်ဒီ6ခုပဲရှိတယ်အဲ့တော့ဒီလူစည်းစိမ်နတ်စည်းစိမ်ဗြဟ္မစည်းစိမ်ဆိုတာကလည်းဒီ
အုပ်စုဖွဲ့လိုက်မယ်ဆိုရင်6ခုအတွင်းမှာပဲရှိ6ခုအတွင်းမှာရှိနေတဲ့အစင်းလှလှလေးတွေအစင်းကောင်းလေးတွေရဖို့အတွက်အစင်းကိုသားရတာ哦အစင်းကောင်းလေးတွေလိုချင်တယ်အစင်းရအောင်လုပ်နေကြရူပတဏ္ဍာဒီခုနကတော့အတန်ကောင်းတွေရဖို့အနတ်ရတာကောင်းတွေရဖို့အတွေ့အထိကောင်းတွေရဖို့ခုနကပြောတဲ့စီးစိမ်ဥစ္စာဂုံတိန်ဂုံရှိန်တွေယာတုကြီးမြင့်မှုတွေနာမည်ကြီးမှုတွေနောက်လိုက်နောက်ပါများမှုတွေကြော်ကြားထင်ရှားမှုတွေဒါတွေရဖို့လည်းလုပ်နေကြတယ်အဲ့တော့အကုန်လုံးကို32ပုံကိုစုလိုက်မယ်ဆိုရင်6စုပဲရှိတယ်6စုသောတဏ္ဍာအတွက်ပဲဘာလုပ်နေကြတာလဲအလုတ်ကြီးပြုတ်နေကြတာပဲတဲ့နော်အဲ့တော့ရူပတဏ္ဍာအတွက်လုပ်နေကြတာနေ့စဉ်လုပ်နေတာကတတ္တတဏ္ဍာအတွက်အလုပ်လုပ်နေကြတယ်ဂန္ဓတဏ္ဍာအတွက်အလုပ်လုပ်နေကြတယ်အစင်းကောင်းလေးလိုချင်တယ်အစင်းကောင်းလေးကိုမမောတာကိုမမောတိတော့ရမလို့အစင်းကောင်းတွေရဖို့အတွက်ရှာဖွေနေကြတယ်အတန်ကောင်းလေးတွေရဖို့အတွက်ရှာဖွေကြတယ်အနတ်ရတာကောင်းတွေရဖို့အတွက်ရှာဖွေကြတယ်အတွေ့အထိကောင်းတွေရဖို့အတွက်ရှာဖွေတယ်နောက်ကြော်ကြားမှုဂုံရှိန်သတင်းတွေနာမည်ကောင်းတွေငါသိသွားမယ်ဆိုရင်နာမည်တစ်ခုတော့ခြံထားရခဲ့မယ်ဟေ့ဒါလည်းဘယ်နဲ့ပါသွားလဲဓမ္မတဏ္ဍာထဲမှာပါသွားတယ်တို့ကတော့ဟေ့နာမည်တော့အထိမခံမှုဟေ့ဘယ်နဲ့ပါသွားလဲမာနာထဲမှာပါသွားတယ်စတဲ့ဒီအကုန်လုံးကို32ပုံမှာခြုံလိုက်မယ်ဆိုရင်လုံနေတဲ့လုပ်ငန်းတွေကတဏ္ဍာ6ခုအတွက်ပဲလုပ်နေကြတယ်နော်ဘာအတွက်လုပ်နေကြတာလဲတဏ္ဍာ6ခုအတွက်ပဲလုပ်နေကြတယ်နေ့စဉ်နဲ့မြလုပ်နေတာကဒီတဏ္ဍာ6ခုအတွက်ပဲတချို့ကကြတော့အစားအတွက်လည်းမလုပ်ဘူးမစားရလည်းရတယ်ငတ်နေလည်းပြဿနာမရှိဘူးတချို့ကကြတော့ကောင်းကောင်းခုနကတော့ကရင်မှုကောင်းကောင်းမသုံးကအနတ်သက်ကောင်းကောင်းမရလည်းပြဿနာမရှိဘူးအဝိစားကောင်းမရလည်းပြဿနာမရှိဒါပေမဲ့လို့နာမည်တစ်လုံးတော့ခြံထားခြင်းဆိုရင်ဘယ်တော့ပါသွားလဲဓမ္မတဏ္ဍာထဲပါသွားတယ်ဆိုတဲ့ခါကျတော့တဏ္ဍာရဲ့နေပယ်ကလွတ်တယ်လို့ရှိလားမရှိဘူးတဲ့နော်ဒါကြောင့်မလို့တဏ္ဍာရဲ့ခုနကပြောတဲ့တဏ္ဍာ6ခုသည်အမတန်မှအင်အားကြီးမားတယ်မိမိတို့ရဲ့32ပုံမှာဒီအတွက်ပဲအကုန်လုံးကကျင်လဲကျက်စားလှုပ်ရှားပြေးလွှားနေကြတာဒီတဏှာကိုပဲအခြေခံပြီးတော့ကံတွေကိုလှုပ်တယ်လှုပ်တဲ့အတွက်ကြောင့်မလို့ကံဒီအရာခုနကတော့ကအာဟာရ၄ပါးဖြစ်လာတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကအာဟာရ၄ပါးရဲ့အကြောင်းတရားကိုပြောမယ်ဆိုရင်ဘယ်သူလဲလို့မေးရင်တဏှာပဲတဲ့တဏှာဆိုတာကယခုဘဝဖြစ်တဲ့တဏှာကိုပြောတာမဟုတ်ဘူးရှေးဘဝကဖြစ်ခဲ့တဲ့တဏှာအဲ့ဒီတဏှာကိုအခြေခံပြီးလုပ်ခဲ့တဲ့ကံတွေကြောင့်ဒီဘဝမှာဆိုရင်ပရိသတ်တွေဝิญဉ်လို့ခေါ်တဲ့ဝิญญာဏအာဟာရရတယ်ပရိသတ်တွေဝิญဉ်နဲ့တွဲပြီးတော့ပါလာတဲ့ဖတ်တဟာရကိုလည်းဖြစ်လာတယ်ဖြစ်ပေါ်ရရှိလာတယ်ပရိသတ်တွေဝิญဉ်နဲ့တွဲလာတဲ့စေတနာစေတသိက်ကလေးလည်းပါလာတယ်မနောသင်စေတနာအာဟာရပရိသတ်တွေဝิญဉ်နဲ့တွဲဖြစ်တဲ့ကမ္မဇရဲ့အတွင်းထဲမှာဘာတွေပါလာလဲလို့မေးရင်ကမ္မဇအာဟာရယုတ်ပါလာတယ်ဒါကြောင့်မလို့ဒီကမ္မဇအာဟာရယုတ်ဒီခုနကတော့ရှေးကလုတ်ခဲ့တဲ့ပုရိမတဏှာကြောင့်ဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောတော်မူတယ်ဒါလေးအမှန်တမ်းဒီအာဟာရရဲ့သုတ်တန်တခြားသုတ်တန်တွေမှာလည်းရှိပါတယ်မြတ်စွာဘုရားရှင်ကအာဟာရအကြောင်းပြောပြီးဆိုရင်အာဟာရရဲ့အကြောင်းတရားအခြေခံတွေဘယ်သူလဲလို့ဆိုရင်တဏှာလို့ဟောတော်မူလို့ရှိတယ်ခဏဒါအချိန်လေးစိတ်ပြီးဆိုတော့ဒီလောက်နဲ့ရလိုက်ကြအားလုံးသောယောဂီသူတော်စင်တို့သည်မဟာဒနာသင်္ခရတုတ်ကိုနာကြားရပြီးမိမိတို့၏တန်တန်၌လောဘဒေါသမောဟတရားများကိုပယ်ရှားနိုင်ပြီးဝိပဿနာဉာဏ်တို့ကိုပွားများအားထုတ်ကမဉ္ဇဉ်ပူဉ္ဇဉ်တို့ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည့်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များတို့ဖြစ်ကြပါစေ